မျိုးစေ့တစ်စေ့ကိုစုပ်ထားတယ်မင်းရဲ့ဥယျာဉ်ထဲမှာပန်းပွင့်မှာကြောင်နေလို့တင်းတင်းစိတ်ထားတဲ့လက်ချောင်းတွေကြားအသားတွေဟာနေရဲ့ပြီးအခွဲလုံးနေပြီလောင်မြိုင်နေတဲ့မီးလောင်မြိုင်နေတဲ့မီးလောင်မြိုင်နေတဲ့မီးတောင်ကြရေဟာအားလုံးတွေ့စီစဉ်ပေးမယ်ငါကတော့ခွက်တစ်ခုနဲ့ပဲသိမ်းထားခြင်းခဲ့တာချမ်းစီကိုတထပ်ပြီးတထပ်မြင်လိုက်တယ်မင်းရဲ့ရင်ငါထက်ရှစ်ထွက်လို့မလားအောင်မောင်နေမှာငါတယောက်တည်းနှွေးမယ်လို့ထင်ခဲ့တာတကယ်တော့ဒါဟာအေးစတဲ့အခန်းတစ်ခုပါပဲတာလုံးမကိုချောက်တယ်တာလုံးမကိုချောက်တယ်မကိုချောက်တယ်သူတစ်ပါးရဲ့လေးဟာငါ